မင်္ဂလာပါ Piece of this set တာပါရှင်ဒီနေ့ကြာကဝက်နံယူပေါင်းလှုပ်ရှားမှာပါဒီဝက်နံယူပေါင်းကလေဟင်းနစ်တွေလည်းစီတက်ဆရာမလို့ဟင်းဝနားမှာလည်းတကြီးကြီးလုံးနေကြမလို့ပဲနဲ့ပေါင်းတစ်လုံးရှိုံနဲ့လွယ်လွယ်ကူကူရတာရှိချက်စားလို့ရပါတယ်ဒါဆိုကြည့်ပေးပါအောင်နော်ပထမဆုံးရေဆေးတန့်စင်ထားတဲ့ဝက်နံယူတွေကိုရတာနေပါမယ်ဒါသုံးထားတာကဝက်နံယူနုပါသူ့ရဲ့အစီတွေကအရေးပြောတော့မှဆိုတော့တုံးကြီးကြီးပဲတုံးထားပေးပါတယ်ရတာအတွက်ပဲငှက်ပြားရဲ့အကြီးနှစ်စွန်းထည့်ပါမယ်ခရူးစီတစ်စွန်းထည့်ပါမယ်စားနဲ့ငယ်ထည့်ပါမယ်ရုပ်ကောင်းနဲ့ငယ်ထည့်ပါမယ်အနံ့အတွက်ကိုနနက်ပွင့်ထည့်လဲရပါမယ်နနက်ပွင့်မရှိလို့ဒီငါးမျိုးဆက်မဆလာလေးထည့်ထားပါတယ်နောက်ပြီးချက်သွန်ပြိုးအတက်ကြီးကြီးသုံးတက်နဲ့ပပလီထားရဲ့ချင်းနည်းနည်းလေးထည့်ပါမယ်ပြီးရင်အားလုံးကိုတေချာလေးတမသွားအောင်နေပြီးတော့မိနစ်20လောက်အရသာဝင်အောင်နှက်ထားပေးပါမယ်အရသာဝင်အောင်နှက်ထားတော့မှတခြားပစ္စည်းတွေလည်းပြင်ဆင်ပါမယ်ဒီကျွမ်းကျွဲမူကလေတခြားကျွမ်းကျွဲမူတွေထက်အပွင့်ပိုသေးပြီးတော့ပုံနှုံညံ့ပြီးစားကောင်းပါတယ်ဒီကျွမ်းကျွဲမူကိုလည်းရေးစိမ်ထားပေးမယ်နော်ပဲပြားလေးတွေလည်းထည့်ပေါင်းချင်တာမို့လို့ပဲပြားကိုလည်းကိုယ်စိတ်ကြရဲ့အတုံးလေးတွေတုံးထားပေးပါမယ်ကျဲဦးလည်းထည့်မှာမို့လို့ရတာဝင်အောင်ဓာလေးတွေနဲ့ရပြီးထားပါမယ်နှံယူပေါင်းနဲ့တွဲစားဖို့ရန်လိုက်ဖက်တဲ့အချင်းကြီးလေးလည်းလုပ်ပါမယ်ကြက်သွန်ဖြူ၄-၅မှွာလောက်နဲ့ကိုအဆက်စားနိုင်တဲ့လောက်ငရုတ်သီးကိုထည့်ပြီးတော့ကြိတ်ပေးပါမယ်နည်းနည်းညက်သွားပြီဆိုရင်လေရတာအတွက်စားနဲ့ငယ်ထည့်ပါမယ်ပြီးတော့တက်မြရီကိုထမင်းစားစွန်းနဲ့နှစ်စွန်းခန့်လောက်ထည့်ပါမယ်ပြီးရင်ငပြာရီကိုလည်းထမင်းစားစွန်းနဲ့တစ်စွန်းခွဲလောက်ထည့်ပေးပါမယ်တခြားကိုလည်းထမင်းစားစွန်းနဲ့တစ်စွန်းလောက်ထည့်ပေးပါမယ်ပြီးရင်တော့တေချာလေးတမသွားအောင်ကြိတ်ပေးပါမယ်အရင်နဲ့နဲနေအောင်မလို့ဒါကရေနွေးလေးနှစ်စွန်းလောက်လေးထည့်ပေးလိုက်ပါတယ်ဒါဆိုရင်တော့ဝက်နံရိုးပေါင်းချိုအီလေးနဲ့လိုက်တဲ့အချင်းလေးရပါပြီမိနစ်20လောက်ရတာနဲ့ပြီးပြီဆိုရင်တော့ဝက်နံရိုးစပေါင်းလို့ရပါပြီထမင်းပေါင်းနဲ့ထမင်းချက်တလို့ပဲပေါင်းပါပါဝက်နံရိုးတွေကိုအိုးထဲမှာတေချာစီထည့်ပေးပါမယ်ပြီးရင်ဝက်နံရိုးမြုပ်ပြီးတော့ပေါ်ကရေလက်တစ်စစ်ကျော်လောက်ထိရေနွေးထည့်ပေးပါမယ်ဒါတို့ထမင်းပေါင်းနဲ့ထမင်းချက်တလို့ပဲမိနစ်20လောက်ပေါင်းထားပေးပါမယ်ပေါင်းထားတာမိနစ်20လောက်ရှိပြီဆိုရင်တော့အိုးဖွင့်ကြည့်ပါမယ်အသားတွေနူးနေပေမဲ့အယိုးကတော့နူးဖို့လိုသေးရပေါ့နော်ပြီးတော့ရေလဲကြံသေးအောင်မို့လို့ရေထက်မထည့်ပဲနဲ့တခြားပေါင်းဝင်ပစ္စည်းတွေကိုထည့်ပြီးတော့ပေါင်းပါမယ်ဒီအချိန်မှာရေမကြံတော့ဘူးဆိုရင်တော့ရေထည့်ပေးဖို့လိုပါတယ်ရှင်ဒီတိုင်းမိနစ်20လောက်ထပ်ပြီးတော့ပေါင်းပေးပါမယ်နောက်မိနစ်20မှာဒီလိုမျိုးပဲပြားတွေကြက်ဥတွေကအယောင်ပြောင်းပြီးတော့ရတာဝင်နေပါပြီရေကြံတာနည်းနည်းများသေးအောင်မို့လို့နောက်ထပ်15မိနစ်လောက်ထပ်ပေါင်းပေးလိုက်ပါတယ်နောက်တဲ့15မိနစ်ကြာမှာတော့ဒီလိုမျိုးငရုတ်ကောင်းချက်သွန်ဖြူနဲ့မွေးမွေးလေးနဲ့ဝက်နံရိုးပေါင်းလေးရပါပြီဒါကဝက်နံရိုးအနုကိုတုံးထားတာမို့လို့အယိုးတွေပါဝါစားလို့ရအောင်မိနစ်60လောက်တော့ပေါင်းပေးလိုက်ရပါတယ်နေရာမှာအယောင်ပူပြီးရင်းချင်တော့ပဲငှက်ပြားရဲ့အပြစ်လေးထည့်သုံးလို့ရပါတယ်ဝက်နံရိုးကြီးမဟုတ်ပဲလေဒီလိုမျိုးမှုချက်ဦးပဲပြားတွေထည့်ပြီးပေါင်းတာပူပြီးတော့စားလို့ကောင်းပါတယ်ဒီနေရာမှာရှိတာခဲမိုးပဲလေးချောင်းငုံဦးအဲ့လိုမျိုးတွေထည့်ပေါင်းချင်လည်းရပါတယ်ဝတ်သားမစားရင်ကြက်တောင်ပန်းကြက်ပေါင်တွေနဲ့ပေါင်းလဲစားလို့ကောင်းတယ်နော်သူ့ရတာကလေချိုအီလေးနဲ့မှုလို့ဒီလိုမျိုးချင်းဆက်လေးနဲ့ဆိုရင်တော်တော်ကိုလိုက်တာပါဒီနေ့ vlog ကတော့ဒီလောက်ပါပဲရှင်အားလုံးလည်းတနေ့တာမှာအာဟာရရှိရဲ့အစားအစာတွေစားနိုင်ကြပါစေနောက် vlog တွေမှာပြန်တွေ့မယ်နော်တတား